ပြောပြတယ်ကွာဆရာဆိုရင်မဟုတ်ဘူးငါဆိုဒါမှမလုပ်ဘူးကွာတဲ့နော်အဲ့အမျိုးဆိုနာကျင်တော့ငါတိုင်းတာလားအိတ်ပေးတယ်ငါဆိုသူ့ဒါမှမလုပ်ဘူးငါတော့မလုပ်ဘူးငါကြတာမလုပ်တယ်လာစောင်းတင်သွားပြီပြောလားအဲ့လိုမျိုးကွာလူတွေအားလုံးလိုအပ်နေတာကိုချင်းစာတရားပဲအဲ့ဒါရှိရင်တော့တော်တော်အဆင်ပြေမယ်လို့ထင်တယ်စရတဲ့ပတ်သက်ပြီးခါကျရင်ဘယ်လိုခံစားရတယ်လဲကျွန်တော်အဲ့အကြောင်းနည်းနည်းဟောပြကြည့်မှရတယ်ဘယ်လိုခါကျရင်ကျွန်တော်အစခံရတယ်မကြိုက်တာလည်းရှိတယ်ကြိုက်တဲ့ကြောင်းလည်းရှိတယ်ဒီလိုဟာသားနေလို့ပြောရတော့ဘယ်လိုပြောလဲစတာဆိုတာရန်စတာလားစနောက်တာလားစနောက်တာစနောက်တာလို့ညာပြီးတော့ရန်စတဲ့ခေါင်းမျိုးရှိတယ်အဲ့တော့ဟိုမှာစတာပါကွာဆိုတာအခုံးယူပေါက်ရိုက်ပြီအဲ့မဘာဖြစ်နေတာလဲပြောရင်ရုပ်ကြီးကတီသွားလိုက်ချင်းမင်းကလည်းစတာပါကွာအဲ့လိုဟာမျိုးပေါ့အဲ့ဒါကြတော့ဘယ်လိုပြောမလဲရင်းနှီးမှုတိုင်းတာနဲ့ဆိုင်ပါပေါ့ပြီးတော့ဘယ်သူလဲဆိုတဲ့ပုံမှာမူတည်တယ်နောက်ပြီးဘယ်လိုအခြေအနေလဲဆိုတဲ့ပုံမှာမူတည်တယ်ဒါအကြောင်းလေးပြောချင်တာကွာမတော်တော့ဘူးငါတို့ဘောလုံးကန်နေရောဘောလုံးကန်လည်းပေါ့ဘိုးသွန်းသွားရပါမရရင်လည်းရိုက်ပါပဲမြေကြီးမဆွဲလဲပြည့်ဆိုတော့ဒါဒီချိန်စိတ်မဆိုးဘူးလို့ဆိုတာကွာပြင်လာအဲ့လို action ကအဓိကမဟုတ်ဘူးဘာအကြောင်းလဲဘာအတွက်လဲပြင်လာဘာဆောက်ချိုးလဲပေါ့အဲ့ဒါအဓိကသိမယ်ချက်ပြောချင်တာစတယ်ဆိုတော့ငါကြတော့အဲ့လိုကာယကံရောက်တည်ချက်ဟိုဘယ်လိုပြောလဲစကားနဲ့ပါပြီးစတာပါစကြမဟုတ်တဲ့ကိစ္စအများကြီးရှိတယ်တည်ရလားအဲ့လိုဟာတွေပူပြီးပါဖြစ်တယ်တင်တယ်အဲ့လိုဘခုံးပေးရရပြည့်နေတာနောက်ပြီးတော့ဆဲတော့စိတ်ဆိုးငါကြတချို့စတာစိတ်ဆိုးတယ်ဆဲဝါတော့ပြည့်ရမှာဘယ်လိုလဲယောက်ျားလေးအေးစိကွာငါလည်းဆဲနေတယ်ဆဲတော့မနာဘူးကျုပ်ဟာရစတာပါဆိုပြီးတော့ပြည့်ရမှာကိုဟိုမဖြစ်ချင်တဲ့ဟာတခုခုကိုမပြောစီချင်တဲ့ဟာတခုခုကွာပြင်မသားမချင်တဲ့ကိုအဲ့လိုညာထဲမှာမထုတ်ပြတဲ့ဟာတခုခုကိုတက်ကြီးထုတ်ပြတာပါဒီလိုဖုံးလာတာကိုလန်လိုက်လို့ရှိရင်ဖင်ပေါ်သွားလို့ပဲကွာရီရောရီရမှာပေါ့ဒီကဒါပေမဲ့အဲ့ဒါရီစရာကောင်းတယ်ဖင်ပေါ်သွားတာယူဟာတာကြီးကိုဘယ်သူမှတစ်လုံးမတောက်ဘူးပြပါအချက်ပွဲကျူးနေခဲ့တဲ့ဟာတခုပဲဖြစ်မှာမဟုတ်ဘူးလားဥမာပြောပြတာကွာဒီတိုင်းမှာအဲ့လိုရှိတယ်တချို့ကတမင်ကိုလောက်တာကွာစာဟာပေါ့အဲ့လိုမျိုးမှမထားတော့ငါတို့ကလူအုပ်လိုက်ကြီးอ่ะဥမာအုပ်လိုက်ထားတော့ပတ်တယ်9ယောက်လောက်ရှိမယ်10ယောက်လောက်ရှိမယ်အဲ့မှာကြံတဲ့လူတွေအကုန်လုံးကပြီးတော့ဒီအားစားတော့တိတ်တာကိုကအရင်ဒါယူကိုမခံနေနေမယ်တင်ကိုကအရင်တော်သားဖြစ်နေမယ်အကုန်လုံးကပြီးတော့ဒီအားစားတာပဲပြီးတော့စားတာပဲဟာကြည့်ကြကိုကအရင်ကြောလိုက်ဖြစ်ကြနေကြတော့မဖြစ်ဘူးပါတကယ်တော့ငါတို့အဲ့လိုဆိုရင်မခိုင်းကြဘူးကိုတိတ်ပြီးတော့ဖြစ်လိုက်ရတာပေါ့ဘာလို့ကြတော့အကုန်လုံးကဒါမှန်ပြီယူညီတော့ရကျွဲပြစ်ပါအဲ့လိုချင်းမျိုးဒီဆိုရင်တော့တော်တော်ကိုပိုင်ကြရခက်ငယ်တော့ဘူးခက်ပြပါပေါင်းတင်ပုံနေတော့ဒီကိုကမားလာတာဖြစ်တာကိုကပဲလွန်လာလို့ဘာလို့ကိုကဒီအကုန်လုံးဝိုင်းပြီးတော့အဲ့လိုဖြစ်တော့ကိုကလွန်လာလို့ဖြစ်တော့ဒီနောက်ဒီကအဲ့လိုတခြားပြန်ပြောပြတဲ့ဆိုရင်ပြင်တော့ဘူးကလူတော့တမိုးထားတဲ့အရာတွေမတူဘူးကွာပြင်အဲ့ဟာကိုလာထိပါတဲ့အတွက်ကြောင့်ဘာလို့လဲတော့မပြောပြတဲ့ဘူးဆိုရင်ဆိုတော့တမင်သက်လို့ကျွန်တော်ကြောက်လည်းမျိုးရင်တော့ကျွန်တော်လည်းမျိုးငယ်တော့တော်တော်စိုးစိုးရွားရွားစဘူးပါတယ်အဲ့လိုဘယ်လိုပြောရမလဲဒီများခံစားချက်ကိုသိပြီးတော့ time တွက်တဲ့အချိန်တော့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ဘယ်လိုအကြောင်းမှလည်းရှိပါတယ်ဘာမှဆွချွတ်တာတော့ဘယ်လိုဆွချွတ်တာတော့ကျွန်တော်အကြောင်းမှအမြဲတမ်းလုပ်ကျွန်တော်လည်းလုံးမြင်တယ်အဲ့ထက်ကျွန်တော်စိုးရွားရတယ်ကျွန်တော်လုပ်ခဲ့ဘူးအဲ့မကောင်းမှန်းသိရဲ့နောက်ပိုင်းမှာကျွန်တော်သိပြီးတော့မလုပ်ဘူးကိုယ်တိုင်ကလည်းမကြိုက်တော့ဘူးကိုယ်တိုင်လည်းလောက်ခံမကြိုက်ဘူးအဲ့တော့မြောက်လည်းမလုပ်ဘူးခံရမှမကြိုက်တော့ခံရမှာမခံရဘူးကျွန်တော်တခါမှလူမျိုးလောက်ခံဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးလုပ်တာတစ်ခေါက်ကျွန်တော်တငယ်ချင်းတယောက်ကိုကျွန်တော်လည်းလုပ်ဘူးတယ်ဒီကောင်ကျွန်တော်ဘာမှတော့ပြန်မပြောဘူးဒါပေမဲ့အဲ့လိုသူမျက်နှာတော်တော်ပြတ်သွားတယ်ဗျာအဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာပေါ်လာ feeling ကလုံးဝမကောင်းဘူးဗျာကျွန်တော်ကတော့ပြုံးကြည့်ပြီးစနောက်နေတာပေါ့လို့ဟာတလိုမျိုးပဲတတ်မှတ်လိုက်တဲ့အချိန်မှာသူ့မျက်နှာလည်းမကောင်းလုံးဝအဲ့ဒီကသူတနေကုန်လဲစကားမပြောကျွန်တော်အဲ့လိုပြောတော့ကျွန်တော်နည်းနည်းငါလွန်သွားရလို့ခံစားအဲ့ဒီကကျွန်တော်တရားလုံးလဲအိတ်မပြောရင်းနေပေါ့အဲ့ဒီကအဲ့လို feeling မျိုးဖြစ်သွားနေတာပါမှာကျွန်တော်လုံးဝအဲ့လိုမျိုးဘယ်တော့မှမလုပ်တော့လို့ကျွန်တော်ဆုံးဖြတ်ပြီးတော့အဲ့လိုအဲ့ဒါကျွန်တော်ကိုတိလက်ရောက်ကျူးလွန်တာပေါ့အဲ့လိုမျိုး
စိတ်ပိုင်းဆိုင်ရာအနေနဲ့တို့ဘာလို့အဲ့လိုသူ့ရဲ့အားနည်းချက်ကိုထုတ်ပြောရတော့ကျွန်တော်အဲ့လိုမျိုးတိတ်မလုပ်တယ်အဲ့ဒါမျိုးကျွန်တော်ငယ်လေးကမလုပ်အခုအဲ့လိုမျိုးကိုတိလက်ရောက်စတာမျိုးအဲ့လိုတစ်ခေါက်လုပ်ဘူးတယ်တော်ကြီးဆိုးတယ်ဟိုလိုဘာမှမဟုတ်ပဲနဲ့ခြားတယ်ဘာမှတိတ်မခံစားတတ်တဲ့သူဆိုတော့တိစားမရှိဘူးကျွန်တော်နည်းနည်းပြောရမယ်နည်းနည်းဒီကောင်က emotion နဲ့ကျွန်တော်နားလေပါဗျာဒီကောင်ဘာဖြစ်သွားလဲဆိုတော့ဒီကောင်မျက်နှာကြည့်နေကျွန်တော်သိအဲ့တော့ငါလုံးဝမှားသွားပြီဆိုသိပြီဒီကောင်တခြားပြန်တောင်းမှန်တယ်ပြန်အဆင်ပြေသွားပါတယ်ဥတီလည်းစကားပြောနေတယ်အဲ့တော့လည်းကြီးကြီးမားမားကြီးစားလိုက်တာမျိုးမဟုတ်ဒါပေမဲ့စားလိုက်တယ်ဒါပေမဲ့ तू ကလည်းလူကြားထဲမှာဆိုတော့သိရမလားအဲ့လိုသူ့ဘက်မှာလည်း तू ကြောင်းမရှိမှာပေါ့အဲ့နောက်ပိုင်းစားပြီးအဲ့အမျိုးကလုံးဝကောင်းတဲ့အရာပေါ့ကျွန်တော် bad habit လိုမျိုးပဲကျွန်တော်သတ်မှတ်လိုက်ဟိုတကယ်ချင်းပုံမှန်တွဲလာမျိုးချိန်ပုံကောင်းဖို့တော့ကိစ္စမရှိပါဘူးအဲ့လိုမျိုးလည်းကျွန်တော်လည်းလုပ်တယ်ကျွန်တော်လည်းလုပ်တာခံရတယ်ကိစ္စမရှိပြီးတော့နောက်ကျွန်တော်တကယ်တယောက်ရှိအဲ့ကောင်သူ့ခေါင်းရိုက်တာဘယ်တော့မှမကြိုက်တော်အမြဲသူ့ခေါင်းရိုက်တယ်အမေဒီကောင်ငင်းခမ်းနေဘာမှလည်းမပြောမင်းတို့မို့လို့တော့ဆိုပြီးဒီကောင်အမြဲတမ်းပြောတယ်အမေကျွန်တော်လည်းလုပ်တာပဲဟဲ့ဒီအချင်းချင်းတွေဘာဖြစ်တယ်လီးပြလာဘာညာပါလို့ပြောတယ်ဒီကောင်နောက်ပိုင်းနေကြတော့ဒီကောင်တကယ်မကြိုက်မှလည်းတည်ဘလို့ဖြစ်တော့ပါဘူး မလို့ကောဟိုမဟုတ်ဘောကလည်းရေးလေလို့ပါပြောတယ်မလို့ပြဘူးငါသားပြည့်မလို့ပြ ဟုတ်တယ် ပြလားဘာပဲဖြစ်ဖြစ်ပြောလာတော့လာနေမှာပဲပေါ့ကိုခင်လို့လာနေရတာကွာပြည့်မှာဒီလိုကြီးလောက်ခံရဆိုတော့ပြောချင်တာကွာအသားမလာရင်တော့မပြည့်မှာငါးကြောင်အဲ့ငါးလေခဏပြောလို့ဘောင်းမီဆွဲချူပြပါငါးလို့ဟောတော့ကြတော့အဲ့လိုငါးအကုန်ခံမှုတဲ့ပြောချင်တာကွာအဲ့လိုတစ်စက်နဲ့စားရပါဆိုပြီးတော့ဝိုင်းပြီးတော့ပြည့်မှာဆောက်ချက်ခွဲတာရောဒါပြီးအလုပ်လုပ်ပါဘောင်းမီပြောချင်တာလို့ဘောင်းမီပြောချင်ပြီးမှချိန်ထားတာလို့ပြီးလည်းလိုက်ရှာပြီးအဲ့လိုကငါးမှုလေကြုံငါးပဲခံမှုတော့ငါးခံမှုလို့ကြောင့်ပြီးတော့ကိုယ်တိုင်ခံမှုရောကွာမျက်နှာမှာကိုယ်တိုင်တော့မခံဘူးဒါပေမဲ့ဒီတော့ကိုချစ်ရခင်ရတဲ့လူတယောက်ပြေမှာတကယ်ခံစားသွားတဲ့အချိန်ကျတော့ short ဖြစ်သွားပြီဟာဒါကြီးမှပြီပဲဆိုအလင်းရပါတယ်ငါကြတော့ငါကလည်းခံစားမှုရကွာငါမျိုးလည်းနေပြပါတခုဆိုငါလည်းပဲတိုင်းငါ့ကိုဒီလိုမျိုးဆက်ဆက်ပြီးနေဆိုငါအရင်ဒီလိုပြလိုက်တယ်အဲ့ဒီဆုံးပေါ်မှာငါ့ရဲ့မှာတုံ့ပြန်လို့လာတာပြည့်အရင်တော့ငါပြလိုက်နောက်ပြီးတော့ငါ့ကိုဒီလိုမျိုးဆိုငါမကြိုက်ဘူးဆိုရင်โอเคအဲ့ဒါငါကြည့်တယ်ဘယ်လိုလဲအဲ့ကြောင့်မို့လို့ပြောမစင်ချိုးရတယ်ကန်ကိန်းကျိုးပါတော့ချိုးရရင်မှမှန်ကောင်းမှန်နိုင်တယ်ဗျဟုတ်လေဆိုတော့အဲ့လိုကျွန်တော်အဲ့လိုငယ်တော့အဲ့လိုပြန်လုပ်တယ်ငယ်တော့မဟုတ်ပေါ့ကျွန်တော်လည်းပြောမစလူရဝင်နေတာပေါ့ပြောကျောင်းထဲမှာဆိုရင်လို့ funny လုပ်တဲ့ကောင်တွေလည်းလူရဝင်တယ်လို့လူရဝင်ရင်တော့လူစောက်ဖွက်ပြောင်းနိုင်ပါလေလို့နောက်ပိုင်းနေကြတော့လေမို့ ငါတို့တော့ခံတပြေးနဲ့အဲ့လိုကွဲထွက်သွားတာဗျာအဲ့လိုလူရင်းနဲ့ကျွန်တော်တငယ်ချင်းတွေနဲ့ကျွန်တော်သိပြီးမရှိတော့ဘူးအဲ့ဒီနောက်ပိုင်းစားကျွန်တော်တယောက်တည်းပဲနေလို့ဖြစ်တာအဲ့မို့ကိုယ်တိုင်ကတော့မခံဘူးဗျာပြောမှဆိုရင်ဘူလီလုပ်တဲ့အဆင့်တိရောလည်းမဟုတ်ဘူးအဲ့လိုနောက်တာပါကွာဆိုစတာပါကွာဆိုတဲ့အဆင့်လောက်လေးမှအဲ့လိုဖြစ်သွားဗျာပြီးတော့ကျွန်တော်ငယ်တော့ဆိုရင်လူကောင်းကြီးရဗျာပြောမှဆိုတန်းထဲမှာဆိုကျွန်တော်လူကောင်းအကြီးဆုံးဖို့တော့မှကျွန်တော်တော်တော်ကြီးရယူနေမလိုက်အောင် ငါလည်းလေးတယ်ရက်ရှိတာတော့မခဏဝေးကြီးတာဗျာအဲ့တော့ကျွန်တော်လုံးသမျှခံရတဲ့ကောင်တွေဗျာအဲ့လိုနောက်ပိုင်းနေကြတော့အဲ့လိုလောက်ရတာသူကမဖြစ်ဘူးဆိုတော့လည်းနားလေလာအဲ့တော့တက်နိုင်ဆုံးမလုပ်ဘူးဗျာလုပ်ကိုမလုပ်တော့တက်နိုင်ဆုံးဆိုတော့လုပ်ကိုမလုပ်တော့ကိုယ်တိုင်ခံရအဲ့လိုပြောဘူးမှမချွတ်ပဲနဲ့ကျွတ်သွားတယ်ပုံစံကိုယ်တိုင်ခံရလည်းမဟုတ်ဘူးဗျာအဲ့ပေါ်မှာတော့ဒီလူတယောက်ကိုကထိုးလို့နိုင်မယ်ဆိုရင်တော့မှမတိုက်ခိုက်လို့တော့ဟုတ်တယ်အဲ့လိုမျိုးဒီပြီးတော့မင်းကလည်းဥပချင်းဒီပဲချမ်းလို့ဖြစ်တယ်ကွာဒီမှာကျတော့ပြီးတော့မင်းတို့လိုကောင်လေးရန်ကောက်ဖို့တော့ဒါကြတော့အဲ့လိုမရိုင်းတက်လာတာအဲ့လိုမျိုးပြည့်မသိုးမရမယ်ပြည့်မကြိုးခါရအဲ့လိုမခံနိုင်တော့လို့ကောင်လေးကြည့်တော့လုံးရတာဒီအများကြီးကြုံရတယ်ကွာမင်းတို့ဆိုတာပြည့်ပြည့်ပါပြည့်ငါငယ်လေးတယောက်ကွာငါပြောမလို့လူကငါခုနကလည်းမူရပါတော့ငယ်ငယ်လေးအဲ့လိုကြမ်းမိုင်မကောင်းဆိုတော့ပြီးတော့လူကတင်းတင်းလေးအသေးဆုံးလေးပဲဟောစားလေးအဲ့ဒါပေါင်လည်းပြည့်အဲ့လိုမူရကြအဲ့ခါလေးမှမင်းတို့လူပေါ့ကွာဒီမျက်တော်ကြီးတယ်အဲ့လိုကြီးရှေ့ကွာအဲ့ကောင်လေးအလိုက်ကျလာခံရတာပေါ့ကွာဒီဘောလုံးဖက်လေငါတို့ဘောလုံးလိုက်ကောက်ပေးရတယ်ခဏလေးဝင်ပါရတယ်သူတို့အမကြောင်းလာပြီးဆိုငါတို့ကထွက်ပြီးပဲထောက်ထွက်ရမ်းပြန်နေနေလေဘောလုံးရောက်လာပါဒါပေမဲ့ရောက်မရောက်ထွက်သူထွက်လာမထွက်မိလို့ရှိရင်လုံးတယ်ကန်တယ်ထိုးတယ်ထားတယ်ဒါညဒီလိုကြီးလွယ်ခဲ့တယ်လေလွယ်ရတာဘယ်ပြောဘာမှမတက်လိုက်ဘူးနိုင်ရခံရတယ်ကွာမဟုတ်တော့နောက်ဆုံးဘယ်လောက်ကြီးဆိုလဲဆိုတော့အဲ့လိုကွာငါတို့ရှင်မအဲ့လိုတောက်ရည်ဦးတွေကတောက်နေရင်တော့မှသူကတောက်တယ်ဆိုတော့ပြေးရတာကွာနောက်လည်းဆက်ပြရတန်းစီကလေးတောက်ဆရာမတင်လာတယ်ကျွန်တော်အဲ့လိုမျိုးကောင်းတယ်ဘယ်တော့ငါအဲ့ရငါကျင်တယ်ပြောဆိုငါအရန်ကြောက်ပြီးတော့ရာတခုကိုငါအရန်ကြောက်ရပြီဆိုရင်
ဘယ်လိုပြောငါအဲ့ဟာကြီးကိုသုံးသက်ပြင်ပါရအဲ့တော့ငါစိတ်ကတခုကိုထင်ရတယ်ပေါ့ပြောငါ့ကိုအရန်ချောင်းဖိပြီးတော့ရာယူငါမရင်ဆိုင်ကြတော့ပြင်ငါလူဘယ်လိုပြောအဆုံးတိုင်းမှာဒါကြီးမရှိတော့မှဖြစ်မှာဒီငါဒါကြီးကိုမရင်ဆိုင်နေဘူးတော့အဲ့လိုကြောက်လို့ရှိရင်ဘာလို့လဲဒါကြီးကိုမရှိမှရဟောဒါကြီးရှိနေတယ်ငါကြောက်နေမှာငါဒါကြောက်နေချက်မခံစားခြင်းတော့အဲ့လိုမျိုးကိုအဲ့တော့တော့တကယ်ကြတော့အဲ့လိုမျိုးချွှာရည်တော့အဲ့ထုံးလာလိုက်ပေါ့ဒီကိုပြေးပေးလိုက်ဒီကတော့အဲ့တော့ခဲတဲ့အစ်စ်လေးကိုကျော်လာကွာအဲ့လေတော့မြင်ငါဖလန်ဆိုတော့တော့ကိုပညာအဲ့လိုဆိုအဲ့ခုံပြီးတော့ပြန်ခဲလေတန်ညာအိမ်ပြေးကွာဒီကရမှာပုံနေတယ်ရောဒီမှာစိုက်သွားအဲ့ပြီးတဲ့ရောငါလည်းပြီးအခုလဲကြောင်လည်းခင်ခင်နေတယ်အဲ့လိုအနိုင်ချင်းမခံရတော့ဘူးငါငါတို့ကကြာအဲ့လိုမျိုးဖြစ်လာဘူးဒါတော့ငါမလုပ်ချင်ဒါနဲ့ဘယ်လိုဒီလိုလုံးမရက်သွားမယ်ဆိုရင်စိတ်ရင်းနဲ့လောက်တာလည်းမဟုတ်ဘူးကွာဘယ်လိုမှမခံနိုင်တော့ဘယ်တော့မှအလုပ်လုပ်မှာကိုကြောက်ခံတာအဲ့လိုမျိုးနောက်ပြီးတော့အခုနောက်ပိုင်းလူလည်းကြည့်ရမှာဒီတော့ကတော့ဘူးပြောမှာကိုကဝတ်နိုင်တယ်တဲ့နော်အဲ့လိုမျိုးတရားရောက်ကအဲ့လိုငယ်လေးပါညာဆိုလဲအဲ့လိုနိုင်ကျင်တာပါညောင်းကြိုက်တဲ့ငါလည်းလုံးပါတယ်တော့အဲ့ဒါဘာလဲဆိုတော့ဆောက်လဲနိုင်တယ်အဲ့လိုကနားလေဝိုင်းလာဘယ်သူမှလိုက်ပြည့်နိုင်ကျင်တာလည်းမကြိုက်ကျွန်တော်လည်းမျိုးနိုင်ကျင်တာတော့မဟုတ်ဘူးကျွန်တော်ကစတာပေါ့ခုနပြောလို့စတာကနေပြီးစတာဖြစ်အဲ့လိုစတာကနေပြီးကျွန်တော်ဖြစ်သွားတာပေါ့ပြောမှာနိုင်ကျင်တယ်လို့ဖြစ်သွားတယ်ငါတို့စတာငါခဲလေထိုးရထိုးပြောပါစတဲ့အဆင့်ကနေပြီးနိုင်ကျင်တဲ့အဆင့်အောင်လို့ပြောမှာအဲ့လိုမျိုးဖြစ်သွားတော့အခုနောက်ပိုင်းကျွန်တော်အဲ့ဒီစိတ်အဲ့ဒါကြောင့်ပဲဒီကောင်ပုံမှာကျွန်တော်အဲ့လိုအပြစ်ရှိသလိုစိတ်မျိုးတော့ကျွန်တော်အခုထိရှိတယ်အခုထိအဲ့ဒီကောင်ငယ်လေးအဲ့ကောင်နဲ့ကျွန်တော်ငယ်လေးတာဒိန်းဆိုင်တွေပါတယ်သွားတယ်ကောင်ကျွန်တော်အမြဲတမ်းဆိုင်ပြီးအခုဒီကောင်လမ်းမှာတွေ့တယ်ကျွန်တော်မဟုတ်ပါနဲ့ကောင်မိုးကျွေးခဲ့လိုက်ဟောအေးရှင်အေးတိုက်ခဲ့လိုက်ကောင်တော့သူ့ပုံကျွန်တော်လုတ်ခဲ့တဲ့တစ်ခုပဲဗျာဒါပေမဲ့အဲ့ဒါကြီးလုံးဝဆိုးရတယ်လို့ကိုခံစားတော့ဒီကောင်ကိုပြန်ပြီးတော့လို့ပြောရမယ်ကိုအပြစ်တော့ပေါ့ဗျာတော့မဆိုရင်ဒီလောက်နဲ့လေကြည်တဲ့အရာလည်းမဟုတ်ဘူးတော့ငါသာဆိုတဲ့စိတ်လေးတော့မွေးမိလိုက်တာပေါ့တစ်ခါတော့အဲ့နောက်ပိုင်းစားပဲလို့ကျွန်တော်သိပြီးတော့လို့အဲ့လိုလည်းမလုပ်ဖြစ်တော့ဘူးပြောမစင်ရလို့ကိုယ့်ကိုပဲအေးစိနေတယ်စားလည်းမစားဘူးစားလည်းမခံဘူးစားရင်လည်းပြန်လုပ်တယ်ကျွန်တော်ခဏဖြစ်ပါတယ်နမည်တော့ထင်ပြောတော့ပါတယ်ကျွန်တော်အတန်းကောင်းတာအဲ့လိုမျိုးပဲကျွန်တော်စာမမီလို့စာရေးနေတာအတန်းထဲမှာကျွန်တော်နောက်တစ်ချိန်မုံစားစင်းရေးပြီးသွားပြီဆိုတော့စောက်ထားတော့မပြီးသေးဘူးရေးနေဆရာကြီးကခဲတံယူပြီးတော့ထွက်ပြေးထွက်မပြေးဘူးဘီနာမှာပဲထိုင်နေသူနဲ့ယူသွားပြီးတော့ပြန်ပြေးဆိုတော့မပြေးကျွန်တော်မှလည်းခဲတံအဲ့ဒီချောင်းမှာပါဒီမြတ်ရှင်လည်းငါ့ဘောမရှိဘူးကောင်ကမုံစားစင်းရေးဆိုတော့ကြဒီကောင်တော်မရှိရဆိုပြန်ပြေးဆိုမပြေးဘူးကွာဘာညာနဲ့ဆိုအဲ့တော့ကျွန်တော်ဒေါသမထိနိုင်ဘူးဒီကောင်ကဂျေလီပေးတော့ဒီကောင်ကဂျေလီပေးတော့ပါလေတေကွန်းနှစ်ခုချီရတာကောက်ယူပေါင်3ချက်လောက်စင်ရိုက်ပဲဒါတော့လည်းသူရဲ့အဲ့လိုပြတော့ဒီကောင်လည်းအကဲနဲ့ပြန်ပြေးတယ်မယ်စာထိုင်ရေးတယ် easy ပဲအဲ့လိုမျိုးလို့ဖြစ်ဘူးလေဗျာဒီကောင်လည်းအဲ့လိုပြောမှဆိုစတာပေါ့စတာပဲပေါ့မင်းစားလေကြတော့ဒါစတဲ့ကောင်တွေလည်းချပြရတာခဏဘာလို့စာရင်းနေချင်းခဲတဲ့လူရတာကျွန်တော်ကြီးကြချောင်းပါကျွန်တော်အဲ့လိုမျိုးစကန်ရတယ်စာရင်းနေချင်းခဲတဲ့လူရတာအခုမှသာနည်းနည်းဟောဖြစ်တယ်ရင်တော့စာချဖို့စာပဲလောက်တာဒါပေမဲ့ခုနောက်ပိုင်းစာမလို့ချင်တော့အဲ့တော့တန်းထဲမှာစာရင်းနေပြီဆိုရင်လည်းခဲတဲ့လူရတဲ့ကောင်ဆိုရင်ပိတ်ထိုးပြန်ခါမှတော့ရုံးငတ်မြောက်ဘူးကျွန်တော်ပြီးရင်ကျွန်တော်ကိစ္စကျွန်တော်ရှင်းတာလို့ဒီပါလည်းမခေါ်ဘူးရုံးငတ်လည်းမြောက်ကျောင်းကကလေးတွေရဲ့အနိုင်ကျင့်တာလို့ကြည့်တာပြီးတော့ငါပြီးတာနိုင်ကျင့်တာဘာဖြစ်လဲဒါကဘာကြောင့်ငါပါမင်းပါလဲဖြစ်တော့ပူပြီးတော့သူကခွင့်ရပူယူတာဦးသားပေးရပြီးအခုလည်းပူပြီးတော့သူကယူတာကွာအဲ့လိုမျိုးကွာမလို့ဒီစားရရယူပါတယ်ရောက်ငါတို့ငယ်ဘူးလားအဲ့လိုမကဆိုပြရမလားဘယ်လိုပြောလဲအဲ့ဒါဘုံမဟုတ်ဘူးကွာအဲ့ဒါကြောက်ကြည့်တယ်ဘယ်လိုပြောလဲဒီကကလေးတွေဆိုတော့ဘုရွယ်နေတဲ့ပြောနေတယ်ပြောတာကျင်းလိုက်ရတော့ဒါလည်းရှင်းတောင်ကြည့်နေတဲ့ကိစ္စတွေကွာဒီကဆိုတော့ငါတို့ရနိုင်ကျင်နေဆိုတော့ဒီခဏကတော့သူကဘောင်းယူပြီးအတိုင်းကြီးရအောင်တော့ငါတို့တန်းအောင်မှာဟိုခဏလေးစတဲ့ဟာတန်းကြီးရဘောင်းကြက်တည်အမလားအဲ့လိုငူတန်းလည်းပေါင်းသူစားတယ်ဒီမှာဆဲဆူနေတဲ့ကလေးဆိုပြငါတို့အဲ့ငါတို့အဲ့လိုဘယ်လိုလဲတင်းတင်းလေးကွာယူရအဲ့လိုရဲပြီးတော့ဒေါသကြီးရတယ်ဒေါသလေးရှိတာစိတ်ပဲရှိတာဒီမှာစားလေဘယ်သူမှမနိုင်ဘူးအဲ့လိုပြောပို့စားတယ်ငါပြီးတော့အဲ့လိုဆိုတာတက်တော့ကွာအဲ့လိုပြောနေတာသူတို့
ငါသားနဲ့နိုင်ပြီလားဘာပြောပြညာဒီမှာငါတော့ presentation လုပ်ပြဘယ်လိုလုပ်တော့ဘယ်လိုဖြစ်တာလဲခေါင်းပါပညာဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ရိုးနေတယ်ဒီမှာငါစမှဒီကြီးရအဲ့လိုဖြစ်လာအဲ့လိုကြတော့ခဏပြောဘောင်းယူပြီးတော့ငါမင်းနဲ့မှချိန်ကြရောငါတိတိလေးကိုအဲ့လိုမျိုးဟာရကွာအဲ့ဒါပြီးကွာဒါပေမဲ့အဲ့လိုဘယ်လိုပြောမလဲဘာမှမရှိဘူးွားတာမသားတယ်ဘုံဖွဲ့လို့ရတယ်အဲ့ဒါချောင်းကြံဟောငါအဲ့လိုမျိုးမကြုံဘူး ဘယ်လိုပြောမလဲပြီးကြတော့ဟောလေတစ်ခေါက်ရှိပါသေးတယ်အဲ့လိုမျိုးအဲ့တန်းထဲမှာပဲအဲ့ထုံးစံတိုင်းပဲဘောကောကို easy နေနေတဲ့အချိန်မှာဆရာသမားအဲ့တော့လေ brother ခဏခလို့ပဲရှိမှာအဲ့ကောင်သူနဲ့ကျွန်တော်နဲ့လုံးဝပေါ်လာရင် နင်းတို့ငယ်ငယ်တော့အခုငါခဏကူလောက်လား ဟုတ်တယ်အဲ့လိုပဲရှိ မင်းတို့ငယ်ငယ်လေးကြောင်းတဲ့တော့အခုငါခဏကူလောက် ဟုတ်တယ် ဒါဆိုတော့ကြည့်ပါလေကွာ ဒါပေမဲ့ကျွန်တော်နဲ့ရှင်တော့တကောတော်တော်သိတယ်အဲ့ကောင်က အဲ့လိုပဲဘာနဲ့ကြောင်းငါကြောင်းတဲ့တော့ငါခဏကူလောက်ပြန် ဒီကောင်နဲ့ဟိုကျွန်တော်နဲ့နေတာတိုက်တယ်ဒီကောင်ကမြည်တည်တယ်ကျွန်တော်ကဒါပါမနေရဗျာကျောင်းသားလည်းတူတယ်ဆိုတာအထုံးစံတိုင်းပဲကျွန်တော်စာရင်းနေစီကျွန်တော်ခဲနေယူတာတခြားတော့ဘော်ဒါချင်းဆိုတော့ကောင်းပြန်တောင်းတာပေါ့အသားကြီးဘေးငါစာရင်းနေတယ်တော့မဟုတ်ဘူးဟောလူယုံနေမဟုတ်ခန်းထဲမှာပပြေးနေတာအဲ့တော့မဖြစ်တော့ဘူးဆိုပြီးလိုက်တောင်းရင်းနဲ့ဒီကောင်လက်ကိုငယ်ခဲခိုင်တဲ့လက်ကိုကင်ပြီးတော့လက်နဲ့တွန်းချပလိုက်တာနောက်မှစီရတဲ့ခုံတစ်ခုံမှလဲကြအောင်အဲ့တော့ဒီဆိုရင်ကျွန်တော်ပြူခဲ့တယ် ဒီတော့ဘယ်လိုပြောမလဲဟောပါလေဟိုစားစားလည်းပြည်တယ်လို့နင်းမဲ့တိုင်းကြီးကြာနင်းတို့ပြောတဲ့စပူကြီးကဆရာမကြီးလည်းမပါဘူး အဲ့ဒီကျွန်တော်ဖြစ်တဲ့ချိန် ဒီ ကို ပါကြီးလည်းမပါဘူး ကျွန်တော်ဖြစ်တဲ့ချိန်ကိုကတော့မုံစားစင်းချိန်နေမှာပဲဗျာ မစားစားကွာ ဆရာမလည်းမရှိကျွန်တော်ပြင်ကျွန်တော်ပြဿနာကျွန်တော်ရှင်းတာဗျာ မင်းအဲ့လောက်တာကြီးပဲလေ ကျွန်တော်လုပ်တယ်ဆိုကျွန်တော်ပြောမယ်ဟမ် ဆရာမမတိုင် ဒီကောင်လည်းမတိုင် ငါတိုင်နေ ကျွန်တော်ပြောမှဆိုရင်နည်းနည်း ခါရပဲမင်းရောအဲ့ဒါကြုံဘူးလားမင်းကတော့မင်းတို့ဟိုဘက်ကျန်ရပါ ဟာ ငါပြတ်တယ်ကြည့်လားဘယ်လိုပြောမလဲမသွားတိုင်တယ်ကွာမထားရန်ဖြစ်တယ်ကွာမင်းကတော့နိုင်မထားပါဒီကြောက်ကကိုမောင်ဖြူကမောင်ကြီးကိုအနိုင်ချက်အနိုင်ကြောင့်ဘာမှခံနိုင်တော့ဘယ်လိုပြန်လို့ရန်ဖြစ်တာထိုးတဲ့ဖြစ်ကုန်ကလုံးသွေးတက်ဖို့ပို့ကြည့်ရမှာဆဲဆိုတွေဖြစ်ကုန်ပြီးတော့အဲ့ရောဆရာမဒီရောက်သွားတယ်ဆရာမရုံးကလေးကိုခေါ်လိုက်တယ်ရန်ဖြစ်တယ်ဆိုရင်ဆရာမို့ရန်ဖြစ်ပြီဆိုတာနဲ့အောင်လို့ရမယ်နော် အဲ့မှာကျွန်တော်ကြောင်းမှရှိပါ အဲ့ဒါကြီးကပြပေးတာမဟုတ်ဘူးနောက်တော့ငါဆိုဆရာမကိုတိုင်နေဟိုကလည်းမျိုးပြောမင်းပြောတဲ့ဇာတ်လမ်းမှာဆရာမကြီးလည်းမပါဘူးဒီကကြီးလည်းမပါဘူးငါကြတော့ပါခဲ့တယ်နောက်ပိုင်းကျတော့သူတို့တိုင်ရင်လည်းလက်ခံပါခြင်းဆိုတော့โอเคဒီကောင်လက်ခံတာကိုလည်းငါမယူတော့ဟိုတော့ငါလည်းလက်ခံပါပဲကွာအဲ့ရောကြတော့အဲ့ဟာကိုကြည့်လိုက်တယ်ကျန်တဲ့ကကျွန်တော်ကထားလိုက်တယ်ကွာငါကအယုံကြည်မရှိတော့ဘူးဒီကတော့တော့မှာကွာဖြစ်စဉ်ကိုလည်းမဆောင်နိုင်ဘူးဘယ်လိုပြောလဲညာဖြစ်ချမ်းကိုပဲမရှိအောင်ညာဖြစ်နေအောင်ရိုက်မှာနော်ညာဖြစ်နေအောင်လုံးရိုက်မှာနော်အဲ့လိုစဉ်းစားကြည့်ကွာမင်းတို့ပဲချမ်းတာတာပေါ့ကွာစဉ်းစားကြည့်လေကွာထိုးလိုက်တယ်ကွာအဲ့တော့ဒီမှာပြန်ပြီးတော့လက်ပန်းလုံးကြီးဖြစ်သွားပြီဆိုရင်နေအောင်ရိုက်ခံမှာထိုးလိုက်လေကောင်ထိုးရတဲ့ချက်တာပေါ့အဲ့ဒါဂျမ်းမကြီးဆုံးဖြတ်တာဟုတ်တာငါလည်းယုံကြည်မရှိတော့လို့မတိုင်တော့တာနောက်ပိုင်းကျ အဲ့ပြောမှဆိုကျွန်တော်အိမ်တော့အဲ့လိုနည်းနည်းဒေါသကြီးရဲပါအဲ့ဒါကြောင့်မို့လို့ခုနကိစ္စကြီးပြောတာပေါ့လို့ဆောင်ရမ်းကတခုခုဆိုရင် emotion ဆောင်ရမ်းမြင့်သွားပြီးတော့ပုံမထက်ပို့ပြီးတော့လုံးမိအဲ့ခုနောက်ပိုင်းအဲ့အပိုင်းကိုနည်းနည်း short တာပေါ့တနိုင်သလားတီးခံတာတော်တီးခံဖြစ်ပါဟိုပြောမှဆိုရင်နည်းနည်းရရင်ပြောမှဆိုရင်ဖင်ချနေတော့မစီဘူးထောင်မှုကြတယ်လို့ဖြစ်နေအဲ့လိုမျိုးဖြစ်နေဗျာအဲ့ဒီအချိန်တွေလောက်ထိရောက်နေဗျာအဲ့မျိုးကလည်းစင်မပြေဘူးဆိုတော့ပို့ဒီအဲ့တော့မြစီမပြပြပေါ့လေလက်လမ်းစဉ်လောက်ပဲပေါ့စင်ပြေအောင်ရောက်အောင်သွားနေရအဲ့စားတဲ့ကိစ္စကလည်းစားတဲ့ကိစ္စကလည်းပြောမှဆိုလို့ကျွန်တော်အစားခံရဆိုတာအဲ့လိုကိစ္စတစ်ခုပါပဲနောက်ပိုင်းအဲ့လိုတန်းထဲမှာသူတို့လဲပတ်နေကြတာကျွန်တော်ကအဲ့လိုမျိုးပြောမှဆိုရင်ဘုန်းနဲ့တစုတပွဲနဲ့မနေဘူးတတိချာနေတာများတယ်ခုနကပြောသလိုပဲမော်ဆာဆင်းကြီးဆိုတော့ဘောလုံးသားခဲ့နေကျွန်တော်အထက်မှာစာရင်းစီးနေတာခါလေးစာဖတ်ချင်လည်းဖတ်အဲ့တော့သိပြီးတော့အဲ့ခုနကပထမဆုံးပြောတဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်အဲ့လိုပဲနေပြတာများတယ်စတာလည်းအတိုင်းတာတစ်ခုတည်းတော့ကောင်းမယ်ထင်တယ် အဲ့တော့ဘယ်လိုလဲရှင်းမှာမပြီးဘူးနော်ကလေးဘောကဘယ်လိုကြည့်ရနော်ခုကျန်တော့ရအားလိုက်တော့ အဲ့ကိစ္စပြောမှဆိုရင် သူတော့ပြောမှမပြီးဘူးနော် အဲ့ကိစ္စ ဆရာကြီးတော့ပြောရခဏပြောသူကနေအောင်ရိုက်ပါငါငိုရုံပြီးတော့သူ့သွားတိုင်တယ်ကွာသူလည်းဟိုကခေါ်ခဲ့ပေါ့နေအောင်လက်ပိုက်ပေါ့ပြီးတော့ဘက်လက်ပေါ့သုံးချက်စီရိုက်ခံညာနေကြီးကငါလာတဲ့တိုင်ရတယ်ပြင်မှန်း
ပြေကျွန် အဲ့အရေးယူလာမှာမဟုတ် တော်ပြောမှဆိုလည်းတိတ်ကျွန်တော်မေးထိတ်ပြီးပြောနေတာလေကျွန်တော်မှတ်မိသွားနိုင်တယ်ဗျာဆရာမတွေမဟုတ်ရင်လည်းရက်ွက်ရကောင်နေနေဆိုတော့မှတ်မိသွားနိုင်တော့တိတ်မပြောပြတ်တော့အဲ့ဒီကျောင်းသားချင်းရန်ဖြစ်တာအဲ့စတာနောက်လာနေပြီရန်ဖြစ်တဲ့အဆင့်တီခုနကပြောသလိုမင်းမဲ့တိုင်းဖြစ်တဲ့အဆင့်ဆိုတာကျွန်တော်ပြောတဲ့ဟာရတာပပလေးရှိတယ်အဲ့ကျွန်တော်အဲ့တော့ဗရတန်6တန်းထင်တယ်6တန်းလောက်မှာကျွန်တော်ဘေးနားမှာထိုင်နေကောင်တော်ရှိတယ်အဲ့ဒီကောင်ဘယ်နှတန်း10တန်းကောင်တော်ရောက်လာပြီးတော့ဘာကိစ္စလဲစောက်ပြဿနာဖြစ်တာတန်းထဲမှာနော်ပြဿနာတက်ပြီးတော့ထိုးမကြိတ်ငါပါညာခန်းထဲမှာစူညမ်းနေဖြစ်နေဘယ်ချမ်းမှရောက်မလား တော့တိုင် သွားတိုင်လဲရောက်မလားအတန်းထဲမိန်းကလေးတွေကြောင့်မသိရလည်းမဟုတ်ဗျာတခုခုဆိုရင်တို့ကအရင်ရောက်ဘူးအဲ့မဲ့ရောက်မလားကျွန်တော်ဒီလောက်ထိပြောတော့ဘာဖြစ်နေပြီဗျာပြောပြရမယ်ဆိုရင်တော့ ငါကြတော့အဲ့လိုပြော တို့လည်းမမိကောင်းမမိတယ် ငါဘယ်လိုလုပ်လဲအဲ့မိန်းကလေးတွေကမိန်းကတွေကပြောဘာလို့ဆိုသိတာသူကဆမတပြောလိုက်တယ်တဲ့မှာဘာပြောလိုက်တယ်မသိဒီကသူဘာပြောတယ်လဲမသိဘူးညကတော့ကြာကြီးကြီးရပဲလက်မပဲဈေးကြလူဂျုံငယ်နဲ့တော့သူပြန်လာလားမသိတာဘာပြောနေတာကိုရတဲ့ကောင်ကသူသွားတယ်ဆိုတော့ကျွန်တော်ဒီတိုင်ကြီးသူကလည်းသူတိုင်နေတယ်ပဲဟုတ်တယ်နော်ဟိုကဘာပြန်ပြောရလဲဘာလဲဘာမှမကြည့်ဘူးလို့ပြန်လာအဲ့လိုကအမြင်တွေပါတော့တည်ရတာလို့ကကမလေးလေးပြသွားလို့မှတ်တယ်ဦးဒီဟိုတည်းကိုကြည့်ဦးရမလားကာလကနေရန်ဖြစ်တာလေမိမအနေရန်နေတော့တော့ထုံးမှန်ဒီရမိမအနေပြောလာလို့ပါလားလက်မပါလားမိမပါဇက်နဲ့ဇက်လေးနဲ့ ဟောကျုံးတယ် ဟိုနောက်ကကောင်ကဒီမှာပါလေဟိုက်တဲ့နောက်ကကောင်ကလည်းမကြားကြည့်တယ်ဆိုတမြောင်းလို့ပါတယ်ကွာဒီမှာဘယ်လိုပြောမလဲအားချောင်းလေဒါပေမဲ့အဲ့ဘယ်လာမှကြည့်ကြမတွေ့ဘူးပြင်းငုံမယ်အော်မယ်ဒါပဲပြောနေတာအဲ့ဘယ်လိုကြရကောင်းလဲများအောင်ကိုနေ ဟုတ်အားကိုရတယ်မဟုတ်ပါ ဘယ်လိုတော့တက်တာပြင်မှာနင်းနေပြအောင်ဖြစ်စီအောင်အခုလာနေလို့ပြောဘယ်လိုပြောမလဲဟိုဒီရတဲ့သူကိစ္စမဟုတ်ဘူးကွာသူတို့ကင်ပြောမကိစ္စမဟုတ်ဒီမှာဘယ်လိုမျိုးမင်းနဲ့ဘာရှင်းနေပိုင်လို့ဒီရရကြတော့မပါဘူးနေဘယ်လိုဥမာထားပါတော့ငါတို့ကရင်းနေတဲ့ကဲရဲ့အဲ့နေတဲ့လူကကြောင်းလာနေရုံရင်းဆိုင်ကလုပ်လို့ရှိရင်ကဲတဲ့လူကနှစ်တည်တတ်တယ်ဆိုတာမျိုးကွာဟုတ်တယ်နော်ကိုကတော့မကိုသိတယ်နောက်သူတို့လေးကြည့်နေတဲ့ဝတ်ထူပါမယ်ဟုတ်တယ်နော်နေလာရတဲ့မှာအရင်ကြီးဝမ်းနိုင်တယ်ကွာ လည်းကမလွယ်ဘူးခုနကပြောမှဆိုအဲ့တချို့ကျောင်းကိစ္စတွေကျွန်တော်တိတ်မပြောပြဘူးတိတ်မပြောပြတာလေကျွန်တော်မှ memory တိတ်မရှိရလဲပါတယ်ဗျရှိပါတယ်အမှန်တချို့အဲ့လိုထူထူစကားဝိုင်းနဲ့မထိုင်ပြီးတော့ဟာတခုလိုပြောပြအောင်အကြောင်းလည်းမရှိချိန်တော်များများကိုယ့်ကိုဘာဖြစ်လဲကျွန်တော်ကျောင်းစုံညီပွဲတော့နေတော့မှကျောင်းစုံညီပွဲတော့နေမှာတော့မှကျောင်းသားပဲဂိမ်းဆိုင်သွားထိုင်နေရဗျာအဲ့ဒီကတော့ဆိုကျွန်တော်ဗာလဲအခုစီမံမတက်ပြီးရှင်းဆောင်ရင်လေကျောင်းစုံညီပွဲတော့ဆိုရချင်းလေဗာလဲမြန်မာကျောင်းသားအဲ့ဒီချင်းကိုကျွန်တော်မြန်မာလူလဲဆိုခိုင်းနေအင်္ဂလိပ်လူလဲဆိုခိုင်းနေအိပ်ပဲတော့နားမလဲဒါပေမဲ့ချက်တူရေးနှုတ်တိုက်လိုမျိုးပဲဆိုသွားပြီးတော့တိုက်ပုံကြီးနဲ့ မြန်မာပြည်ရဲ့ဒီနဲ့တိုက်ပုံကြီးနဲ့ပဲဂိမ်းဆိုင်တွေကိုလစ်ချတော့အဲ့တိုက်ပုံကြီးနဲ့ပဲဂိမ်းဆိုင်ကိုလစ်ချသွားပြီးတော့အဲ့ဆိုပြီးပြီးမှပြီးပြန်ပြီးဆိုဂိမ်းဆိုင်နဲ့လက်ပေါ့တစ်ခေါက်ပြီးလဲပြီးတော့အဲ့လိုကိစ္စတွေပဲရှိရများတယ်တော်တော်များများဆိုကျောင်းဆုံးညီပွဲတော့ဆိုရင်ဒီခါကျရင်ကျွန်တော်အဲ့လိုမျိုးအရေးကြီးသွားဖို့ကိစ္စမရှိဘူးဆိုရင်မသွားဘူးအဲ့ကျောင်းဈေးရောင်းပွဲတွေပါလုပ်တယ်မသွားဘူးအဲ့လိုမျိုးကိုများပါအဲ့တော့ခုနကငါပြောတယ်စတယ်ဆိုတဲ့ကိစ္စတွေဆိုအဲ့တွေကပို့ပြီးများတယ် အခုမင်းတို့ကမြင်တဲ့ပုံစံကအဲ့ငယ်တော့ပုံစံလေးပါဒီလိုကြောင်းတဲ့ပုံစံရပါလို့ရအခုကျတော့ဒီလိုငါဒီလိုလူအဲ့လိုပဲဝင်ကြပါတော့ကျောင်းသားတွေကျောင်းသားတွေနေတောင်းကျောင်းသားတွေကြားထဲမှာအဲ့ဒါမှပြဿနာမရှိတော့ဟုတ်လို့ဆိုမှအဲ့မှာကျောင်းပြီးအဲ့ဒီသားရေးကြပါပိုင်းနေတယ်ဗာနဲ့ပြဿနာပြီးသွားအဲ့လိုဖြစ်သွားတယ်ငယ်တော့ငါလူမဟုတ်ငါပြောရမယ်ငါဆောင်းတော့တယ်ဆောင်းတော့တယ်ငါဒီရွတ်လေပြန်နေပါတော့ဖြီးခဲ့ရအောင်ဒါပေမဲ့ဘယ်လိုပြောရမလဲကွာအဲ့လိုဆမ်းမကြီးချစ်ညမစားတော့တယ်နောက်ပြီးတော့ငါလဲကောင်းတာဒီမှာလိုင်းချစ်ပဲခံရမလို့ဒီမှာလဲကောင်းတော့ပြန်ထိုးရတယ်ဘာလို့မိုက်တာဘလို့မင်းပြောနေတယ်ငါတွေးပြီးတယ်ငါလဲကောင်းတော့ဒါပေမဲ့ငါဖြစ်တယ်ပဲဒီလဲကောင်းတော့ဒီမှာဆမ်းမကြီးပြီးရတယ်ငါ
အားလည်းမျိုးတော်တော်ကြီးရဲ့နောက်ပြီးတော့အဲ့လိုမျိုးပညာရေးစုံညီပွဲတွေပါဆိုလဲငါအင်တိုင်းဖြစ်ဘယ်လိုလဲဒီဆီယာမတွေဥပမာတစ်ကိစ္စပြေငါပါဖြစ်အဲ့ဒီတော့ကြတော့ဘယ်မှာပြန်ခန်းလဲဆိုကလေးကြီးဆောင်ရွက်တဲ့ပိုင်းကလာတွေကြလို့ရှိရင်ငါတို့ဆီယာငါသမကပေါ်မှာလည်းပူချလာမသိဘူးကွာဒီနောက်ပြီးဘယ်လိုပြောလဲအာဒါအဲ့ဒါပူကြည့်မရဘူးငါလည်းလူတော်တော်ဖြစ်ပါဦးဟုတ်တယ်ကလေးကိုဒီဘက်ကကြတော့အဲ့လိုမျိုးဘယ်လိုပြောလဲညောက်စားတယ်ဆိုရင်ဘယ်ကကြည့်ညာအဲ့လိုမျိုးကွာငါပြီးတော့အဲ့စုံညီပွဲတွေပါဆိုလည်းငါမိနေလိုက်တယ်လည်းမဆိုငါစုယူပါတယ်ငါစုယူသွားတာငါစုရတက်တယ်နောက်ပြီးတော့ပါလာမှလည်းငါရှိရမိုက်ကိုင်းလည်းဒီလိုကရငါပေါ့ဒီတော့နောက်ကနေပြီးတော့ပါပြီးငါဒီလောက်ကတော့မပါဘူးအဲ့တော့ငယ်ငယ်တော့ကျတော့အဲ့လိုဓာတ်ပုံတွေပါရိုက်ရဲပြင်လာလို့တပုံက1500လားဘာလောက်လားမသိပြရဘူးဆိုရင်အဲ့ဒီကြည့်ကြမှအဲ့ဟာကွာမရငါအဲ့လိုမျိုးတနေ့လုံးသာအဲ့လိုပညာရေးခြင်းစုပထမသူရတာ3လောက်ဓာတ်ပုံ2ပုံရလိုက်တာကိုစာအိပ်လေးတွေမှာပတ်စံ3လောက်ပဲပါတော့မင်းတို့ဒီကြည့်လို့မျိုးအဲ့လိုမျိုးတောင်းမှလည်းပါရပြရပါဘာတော့မဘာတော့ထရိုဖီလားမရဘူးစာအိပ်လေးတွေမှာပထမသူကြည့်လိုက်ထဲမှာ3လောက်တမလိုက်တဲ့ဆရာကတော့ချက်ပုံကြည့်တာပုံသေးလားပြောတယ်ဒီအိုက်ဆိုင်လို့ဘီးဆိုဖြစ်ပြီးတော့အမျိုးအိုက်ဆိုင်လေးပြီးလိုက်အဲ့ trophy ကိစ္စဆိုမှကျွန်တော်ကတော့အဲ့ trophy ပေးပါအဲ့ကျွန်တော်ဘော်ရကြောက်ကဒီကောင်အများနဲ့ပြောတာအဲ့ကျောင်းစုပေးပွဲပါညာဆိုဒီကောင်တစ်ခေါက်လို့ကျောင်းမှာစုရတယ်တဲ့ဟာတဲ့ဟိုစုရတယ်ငါတို့ကိုစတော့တိုင်းပေးမလို့ပါညာဆိုပြီးတော့တဲ့ပြီးမှအဲ့တိုင်းပေးမဲ့ပတ်နေလို့ကျောင်းကြီးကဘုံလိုက်လို့ဒီကောင်ဒီစာရွက်လေးပဲရလို့စိတ်ကောက်သွားကျောင်းကြီးကစုလို့မပတ်နေကောင်လုံးဘုံသွားပြီဒီကောင်ဒီကွန်ပျူတာတန်းလာလေးပဲပြီးလိုက်တယ်ကောင်ဒီနည်းနည်းပေါက်သွားတယ်နဲ့ရှော်သွားလိုက်တယ်တော့ဖြစ်ပါပါအဲ့လိုကြီးဖြစ်သွားတာပေါ့လစ်တော့ဟို trophy မရလာဘူးဟုတ်တယ်အဲ့လိုမျိုးကဓာတ်ပုံရိုက်တယ်ဆိုတာအဲ့တော့ဓာတ်ပုံတော်ခက်ခက်ကြီးရိုက်တာခုမျိုးဖုန်းနေနဲ့အိမ်ကကြောက်တော့ဝင်ရအဲ့လိုမရဘူးဓာတ်ပုံရိုက်တဲ့အချိန်မှာသူကလည်းနှစ်ချက်ထွက်နေနေဆိုတော့နှစ်ပုံမဲရိုက်တာညမျက်လုံးမိန်နေနေလက်မြောက်နေနေမတရားပုံမရမယ်အဲ့လောက်ပုံကတော့တန်ကြိုက်တယ်အဲ့လိုဆိုတော့စဉ်းစားကြည့်ပါဦးနောက်ဆုံးကပါတဲ့ကောင်လေးကပြည့်မှာချီရတယ်ကြိုက်ပြီးငါးချီတော့မှပဲနေတဲ့ကလေးဆိုတော့ဘာလို့ထင်လဲသူကငါ့ကိုပဲခုကထားပြီးရိုက်ပါလေနောက်ပြီးအဲ့ရိုက်တာလည်းငါတို့အဲ့ဆရာလေးကပဲရိုက်တော့သူတောင်းနေရိုက်တယ်ပါတယ်ဒါတော့ဟိုအလူဝဲနေတာဝဲရိုက်တယ်လူမျိုးတွေကွာအဲ့ခိကပြင်လာတော့မှငါတို့မမြင်ဘူးငါတို့နေရာအောင်သူပြောရတယ်အဲ့လိုဆိုတော့သူချက်သူရိုက်လိုက်ရင်ဟိုမင်းကတော့ရှိစမောထားပါလို့ရှိတော့ကောင်တော့ရှင်းတယ်နောက်ကောင်ကဒီလိုဖြစ်နေကောင်လေးရှိမယ်ပြင်လားအဲ့ဒီရွေးနေတဲ့ကောင်လေးရှိမယ်ကျတော့အဲ့လိုကမျက်လုံးလေးရကောင်ရှိမယ်ညတာတချမ်းပဲပါလာရှိတယ်ရှိတယ်ကျတော့ငါကျတော့ဘယ်လိုပြောမလဲအဲ့လိုညဘယ်တော့မှဖြစ်ချင်အဲ့တော့ငါဒီညမှာလားဒီညလားအဲ့လိုမဟုတ်ရင်မပါဘူးအဲ့လိုမျိုးခဏပြောတဲ့ဘာလဲမြန်မာကျောင်းသားဖြစ်တော့ငါတို့တော့ဆိုပါလေမပါလေကဘာမှစတူးရတို့မှာပဲတူးရတယ်ပါလားအဲ့လေရတယ်နောက်ပြပါလေတည့်ရွယ်ကြည်သားတစ်ဖြောက်ပဲကောက်အပန်းကောက်လာပြီးပါလေလုတ်တယ်ရုံနဲ့လိတ်ကြီးလုတ်ခဲ့ဘူးလေဥရွှေရုံလည်းကာဘူးလေဒါတော့လုတ်ဘူးလေခုတော့ငါအဲ့တပွင့်ဒီလိုဖြစ်တယ်ဆိုတာတကယ်ကြီးဖြစ်ဘူးကျွန်တော်တော့မဟုတ်ဘူးအဲ့ကျွန်တော်နဲ့တူတချင်းဆိုတဲ့ကောင်ရဲ့မှာဒီကောင်ကဖြစ်ချင်တော့အတန်းကောင်းဆောင်ဘီနာကိုမတည့်ရကတော့တန်းကောင်းဆောင်တက်ပုံရိုက်တယ်တန်းကောင်းဆောင်တန်းကောင်းဆောင်တော့ focus ရိုက်တာပေါ့ဒါပေမဲ့ဘေးကလူတွေပေါအောင်ရိုက်နေဒီကောင်ကဖြစ်ချင်တော့မှာပစိုးကိုဘယ်လိုဝတ်ထားလဲကပုံစဒီလိုဖြစ်အပေါ်ဒီလိုဖြစ်အဲ့ဒီပုံကြီးပါလာဗျာဒီကောင်တော့တဲ့ပုံထုတ်ပေးလိုက်တော့အဲ့ဒီပုံကြီးပါလာပြန်လည်းပြင်မရတော့အဲ့တိုင်းပဲပုံယူသွားလိုက်ရတယ်ဘာမှလည်းဟိုလက်ဖြစ်မှာတော့ကွာလို့ဖြစ်ရတကယ်အဲ့လိုကြီးဘာလို့လဲကြတော့မမြင်အောင်နော်ဒီဆိုင်ရိုက်လိုက်ပြီးတော့သူလိုရိုက်လိုက်မှလည်းမသိဘူးနော်ဒါပေမဲ့စင်မောမင်းတက်ပြီးသူတွေပဲဆိုပါသူဒီဆရာနဲ့ခုကြားတဲ့နှစ်ပုံရဲ့မှာတပုံရဲ့မှာဒါနှစ်ပုံဆိုရင်ဒီလိုမျိုးညီလေးတပုံဒီပိုင်းဒီဘက်လေးမှာတပုံနှစ်ပုံရမယ်ဒါလားအဲ့ဒါဆို3000ကုန်ပြီနော်ဒါပထမပြရတော့တစ်နေ့လုံးစာကျိုးသားလို့ပထမပြရ3000အဲ့ဒါအဲ့လိုဒီလိုတပုံဆိုကုန်အဲ့တပုံမမြင်ရသေးဘူးဒီပုံဖလင်းနေတယ်ပြန်ကြည့်လို့ရမရတော့မသိဘူးကွာတခါကြည့်အဲ့ဒီတပုံကနောက်တစ်လားလောက်နေမှအဲ့ချာပြရအဲ့ကြောက်လို့ရှိမှပြဖဲဖို့ဒီပုတ်ဝါဒီအရာတွေမှာငါတို့ဖြစ်တော့ပါခေတ်စားသူပြက်ခနဲ့ကြီးပြထုတ်ငါအိမ်မှာထိတ်တာပြောဟာတခုပြောပြအောင်မယ်ကျွန်တော်၄ရက်နှစ်မှာအဲ့အစိုးရစစ်ဆိုတော့ကျွန်တော်စုရတယ်ဗျာအဲ့စုရတော့စုပြက်ယူတဲ့အချိန်မှာဘုံကနံပါတ်စင်လိုက်တန်းစီနေအောင်မဆောင်ရပေါ့ကျွန်တော်ရှေ့မှာကျွန်တော်တင်ရရှိတယ်ခေါင်းလေးကျွန်တော်နဲ့ရှေ့စနောက်ဆိုခုံနံပါတ်ကလည်းတူတူပဲ
အဲ့ချိန်မှာကျွန်တော်အလှည့်မှာကျွန်တော်လှည့်ရမယ်ဗျာကျွန်တော်ကိုစူပေးဖို့ခေါ်ရမယ့်ချိန်ဒီကောင်ကအဲ့ချိန်မှာစီဇန်31ရောက်ကခေါ်လိုက်တာနာမည်ကျွန်တော်နာမည်မဟုတ်ပြောတကယ်ကျွန်တော်ဟောင်းတယ်မဘုံတော့ကြောင်သွားတာပေါ့အဲ့နဲ့ဒါပေမဲ့ဒီကောင်ကစူတက်ယူလိုက်တက်ယူပြီးတော့ပြန်ဆင်းလာအဲ့ပြီးကြမှာကျွန်တော်နာမည်ကိုခေါ်ကျွန်တော်တက်ပြီးယူရဲတမုံညွှန်ရပြန်ဆင်းလာပြီးကြမှာကြည့်တော့ကျွန်တော်ခိုင်းတဲ့စုကဟိုကောင်စုပေါ်ခိုင်းတဲ့စုကကျွန်တော်စုဗျာတပုံထဲမှာတော့တပုံထဲမှာခိုင်းတဲ့စုကကျွန်တော်စုမဟုတ်ကျွန်တော်အိမ်မှာကျွန်တော်စုကျွန်တော်ရှိအောက်ရောက်မှကျွန်တော်ပြန်လဲလိုက်ရတာဗျာစဉ်းစားကြည့် ဟောမဲ့ဟိုတိုက်ပုံလေးနဲ့ဒီကလေး အဲ့ဒီစုကကျွန်တော်တငယ်ချင်းခိုင်းကျွန်တော်တငယ်ချင်းရမှာစုတပုံထဲမှာအဲ့မဲ့အပြင်အောက်ဆင်းတော့ကျွန်တော်ပြန်လဲလိုက်ပါဟောမဟုတ်သေးဘူးနည်းနည်းလဲနေပြီဆိုပြီးတော့ပြန်လဲလိုက်ရအဲ့လိုမျိုးလည်းရှိတယ်တစ်ခေါက်ပါလေကျွန်တော်စုကတစ်ခေါက်ပဲရောက်ဘူးတာပါဘာမှမစင်ကျန်တဲ့ကိစ္စတော့တဲ့မပြောချင်တော့ဗျာ အဲ့လိုကြောင်းပြည်ဆိုင်ပြည်ဆိုင်က10ရန်လောက်ပြီးဥပထားပါတော့အခုထိလေဟောဒီလိုမျိုးဒီမှာဟာဆရာမကဟောဖြစ်ပြီးကြောင်းလို့ရတယ်ငါသိတယ်အဲ့ဒါဘယ်လိုရည်စက်လဲမသိဘူးဆိုတော့ဥပထားဟာဒီဆရာမချင်းရပါဖြစ်တယ်ဒီအောင်ပေါ့နော်ငါရတွေ့ကြတယ်ငါနဲ့တော့တိတ်ဒီမှာငါ10ရန်တော့အခုရန်တော့လည်းအဲ့လိုမျိုးငါတို့ကြောင်းမှာဆရာမတယောက်ရှိတယ်ပေါ့သူနည်းနည်းငယ်ငယ်ပဲစောစောပဲဟောကျိုးတယ်ကြောင်းသားဒီနေ့ကြောင်းသားတွေလည်းမသိဘူးအိမ်အောင်လောက်လာဘူးဆိုအဲ့ရှိမှာသူကစာတင်နေလို့ရခန်းရှိဘူးဟိုလိုအဲ့ဒီတော့အတန်းကကြံခဲ့တာငါတည်းပဲကျတော့ဒီကလက်ငါလည်းအဲ့ဒါတမိုင်းလောက်ခံလိုက်ရတယ်လို့ကြီးကွာတဲ့လားအဲ့ဒါငါပုံဝတ်တဲ့ကောင်လေးပါတယ်ကွာအဲ့ကောင်ကိုဆရာမလေးအဲ့ဆရာမဘယ်လောက်ထိနောက်ဆုံးစုလဲဆိုတော့ကျွန်တော်ကလည်းအတူစားအတူသွားပေါ့နော်အတူရဲအဲ့လိုဆိုနောက်ပိုင်းဘယ်လောက်စုလဲဆိုတော့အဲ့ကောင်ကိုရုံးအောင်ပို့ပြီးတော့ဘာခေါ်ပြောလဲဆိုတော့ငါလည်းတော့ပြောအဲ့ညီကိုကွာမတော်လို့ပြုတ်နေပြီပြဿနာသူတို့တော့ဟောဖြစ်တာပဲဒီဘက်မှာじゃငါအဆင်မပြေဘူးအဲ့တော့ငါအဲ့လိုမျိုးလေးနေမဟုတ်ဘူးငါနေနေတာဒီဘက်ကငါလိုချင်တဲ့ဘက်ကဒီဘက်ပေါ့အဲ့ကြောင့်မလို့ခုနောက်ပိုင်းဟိုဟာအဲ့ရောအဲ့ဒီနောက်ကငါလဲတယ်အဲ့တော့ဘက်ကလေးတော့ဆိုလို့လိုက်တယ်အခုကျတော့ဆရာမတွေဒီကလေးငါ့ကိုတော့ကြတော့ဒါကငါလိုချင်တဲ့ဘက်ကငါရောက်သွားတယ်လေအဆင်ပြေလားဆိုတော့လေမပြေအဲ့ဒါမှခါလေးကြရင်လူတွေတော့ကတိတ်အရင်ကြီးတဲ့ကိစ္စရကိုတော့ဒါဟိုဖြစ်တဲ့ဟာမျိုးတွေရှိတယ်။ဘာလို့လဲဆိုတော့ကိုယ်ကခံစားနေရရင်တော့မှဒါလီများကွာဆိုပြီးတော့ပြောတတ်တဲ့ချိန်တွေလည်းရှိတယ်လေ။အဲ့လိုဟာမျိုးကြရင်ပြောရမယ်နည်းနည်းကိုကပြီးအောက်တာကိုသူ့ယုံလို့တော့မလာပြောနေချိန်မှာသူကဒါလီများကွာဆိုပြီးပြောတယ် ဘာမှမဟုတ်တာလေးဟာကိုယ့်အတွက်အများကြီးကြီးနေတယ်ဆိုတာကွာအခုကိုအပြစ်တင်တယ်တကယ်တော့မဟုတ်ဘူးလူတွေအတွက်ဘာမှမဟုတ်တာလေးဟာကိုယ့်အတွက်ကြအရန်တန်မှုကြီးနေတာမဟုတ်ကိုယ့်အတွက်ကြတော့အရန်ခံစားရတဲ့ကိစ္စဟာလူတွေအတွက်ကြဘာမှတန်မှုမရှိနေသလိုဖြစ်တာဒီလားကိုယ့်လည်းမရှိတဲ့ရာဟိုကသူတို့လည်းဘာမှမဟုတ်ဘူးလို့ပြီးမှုခံရတယ်သူတို့နေတယ်အဲ့လိုပဲဒါကငါတို့မှလည်းရှိပါတယ်ဘယ်လိုပြောရမလဲအဓိကတော့ဘယ်လိုပြောတစ်ပြန်ခောက်ခံလို့ပေါ့ကွာတည်ရမလားပစိန်နဲ့ထက်သွားတယ်ဆိုရင်ပစိန်ရမေ့တယ်ခောက်ခံတဲ့တစ်ပြန်ကတော့အရာကြီးတက်တယ်မရှိနေပါတည်ရမလားဒီပစိန်ရမမိကြမှာမင်းတစ်ပြန်နေတယ်မဟုတ်တကယ်တော့ဘယ်လိုကလုတ်တဲ့လူကတိတ်ပြီးတော့ဘာမှဖြစ်ပါတော့ဒီကခံရတော့ခုငါငယ်တော့မင်းရိုက်ခံနေဆောင်ဆရာလိုက်ပြီးပြီးကြည့်တာဟောဘောကားနေနေတော့ကားရတယ်လို့ပြောတာဆရာမမိရတော့တင်တော့လာနေမှာမေးရမှာတုံးချက်လို့ဆရာကြိုက်တယ်လားပြောနောက်ဆုံးတစ်ချက်ကနာဆုံးပဲဆိုတုံးချက်တော့ကျွန်တော်မလုပ်ဘူးလို့ဆရာပြောတယ်အဲ့လိုမျိုးပေါ့ခံဟိုလုတ်တဲ့သူတွေခံရဆိုတော့အမြင်မှတ်ရနေရတော့ဒါတုံးနေမှာပဲအဲ့လုတ်တဲ့လူကအဲ့တော့ငါအီစားတဲ့တမျိုးကငါကြတော့အဲ့ social ဒီကြီးကိုငါစောက်ပြတယ်ဥမာဘယ်လိုပြောရမလဲကွာမဗင်နံတော့ရဖြစ်ဒီယောက်ျားကရန်သူမာမီတာသူပေါ်မှာအလူညာနေလို့မူဗီရိုက်တာပဲဖြစ်သိရမလားအဲ့လိုဖြစ်တယ်ဆိုငါပြောချင်တာဒီကောင်မကောင်ဖန်နေဒီကောင်ကထင်မပြောတော့ဘူးဒါပေမဲ့အဲ့ဒီလူတွေမလွတ်မြောက်တာတခုခုဒီကောင်ကိုဘာမှအရေးမယူတင်อ่ะဒီနာတော့ဝိုက်ဆိုတဲ့ဒီရလူတွေကတော့ထောက်သုံးမကြတာပဲလို့ငါထင်တော့ပေါ့ဘာလို့ဆိုမိသားစုနေရလေငါလည်းအဲ့လိုဒီမှာကာချာရေးငါတော်လိုက်ကြတာဘယ်လိုပြောလဲโอเคမင်းကဒီလိုလုပ်တယ်မထားငါ့အိမ်မှာဖြစ်တဲ့ကိစ္စကိုမင်းတို့လို့ဆက်ဆံမထားပါတော့ငါလည်းမလုပ်ကွာအိမ်စိန်ရှိရဆိုတော့ငါ့လမ်းထဲမှာโอเคငါ့အိမ်မှာဖြစ်တယ်တော့ကျွန်တော်ကိုရင်အဲ့လိုဆက်ဆံကြတယ်မင်းတို့တွေကတည်းကဖြစ်နေငါကိုယ်ရင်ထဲမှာငါလည်းလိမ်ပါအောင်ငါလည်းပြင်ကိုခံမှုနေတော့မှနော်ပြောချင်တာ
လူတွေကကိုထိမှာပဲနားတက်ကြတာများပါတယ်ရှားသူဖြစ်တဲ့ကိစ္စဆိုရင်တော့ရှော့လိုက်ရပဲလေအဲ့ကာချာကြီးကတွန်းဖို့နေရပြောမှာ အဲ့ဒါကိုလေးဆောင်အဲ့တတိကွာသိရမလားဟုတ်ကပြောပြရကွာကြာဆိုရင်မဟုတ်ဘူးငါဆိုဒါမှမလုပ်ဘူးကွာတဲ့မအဲ့အမျိုးဆိုနာကျင်တော့ငါတိုင်းတာလားအိပ်ပြီလေငါဆိုသူ့ဒါမှမလုပ်ဘူးငါတော့မလုပ်ဘူး လူတွေအားလုံးလိုအပ်နေကြကိုချင်းစာတွေရတယ်အဲ့ဒါရှိရင်တော့တော်တော်အဆင်ပြေမယ်လို့